မင်းကလေးငယ်ရဲ့ရင်ဘတ်ကိုလှမ်းနဲ့စိုက်ထိုးခံလိုက်ရကနေရုပ်ရှင်ဇက်လန်းစားပါတယ်။အဲဒီနေ့ကစပြီးသူမရဲ့ကံကြမ္မာဟာပြောင်းလဲသွားခဲ့ပါတယ်။သူကတော့ဝမ်းသာနေပေမဲ့ထိတ်လန့်တုန်လှုပ်စရာဖြစ်ဆိုးတွေနဲ့ကြုံခဲ့ကြပါတယ်။ရုတ်တရက်မင်းကလေးငယ်ကအံအားသင့်ခွေနီးနဲ့ချက်ချင်းမတက်ရက်လိုက်ပါတယ်။မင်းကလေးငယ်ကသူမရင်ဘတ်ကလမ်းကိုပြန်ဆွဲထုတ်ပြီးကင်းသမားကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ပါတယ်။အချိန်ထဲမှာသူမကိုထိုးတယ်လို့စိုက်ထိုးလိုက်ပြီးချက်ချင်းရှေ့သို့ပြေးသွားပြီးသူ့လေပင်ကနေကိုက်ပြီးသူ့သွေးကိုဆုပ်ယူလိုက်ပြီးချက်ချင်းသူမရဲ့တန်ရာဟာလုံးဝပျောက်ကင်းသွားစေခဲ့ပါတယ်။အရာအလုံးကိုမြင်နိုင်တဲ့အဖိုးကြီးကရုပ်တုကိုကြည့်လိုက်ပါတယ်။ဒီအချက်ကသူမအားစိတ်လှုပ်ရှားစေခဲ့ပါတယ်။အနီးနားရှိရွာသားများကသူမကိုကြောက်ရွံ့ထိတ်လန့်နေတဲ့နတ်ဆိုးလို့ခေါ်ခဲ့ကြပါတယ်။မင်းကလေးငယ်ကနတ်ဆိုးဆွဲနေပုံရပြီးပတ်ဝန်းကျင်ကိုရှင်းလင်းတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့မျိုးသားတစ်ယောက်ကသူမရဲ့မိခင်ကိုလေပင်မှာဓာတ်တစ်ချောင်းထောက်ပြီးချက်ချင်းထိုးဆိုင်လိုက်ပါတယ်။သူအမေသူရှိမှပဲရဲရဲဆက်ဆက်သက်ချင်းကိုမြင်ခဲ့ရပါတယ်။ဒီလိုနဲ့အချိန်တွေကုန်သွားပြီးသူမတာမန်ကျင်နာတက်တဲ့မင်းကလေးငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာသူမဟာဖျားကိုးကွယ်ဖို့တောင်ပေါ်သို့တက်လာကြပြီးဇက်စုတဲ့ကလေးများကသူ့နောက်မှလိုက်လာကြပါတယ်။ဒီလိုနဲ့သူမကဖျားစီသို့ချင်းကပ်သွားပြီးမိရွယ်ပဲပတိစေးတစ်စေးကိုတွေ့ရှိခဲ့ပါတယ်။တေချာစွာစစ်ဆေးကြည့်နေစဉ်မှာလူတစ်ယောက်ကရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဒါကိုသိလိုက်ရတဲ့အခါဘရင်ကမျက်ထွက်စေခဲ့ပါတယ်။ကလေးတွေကဖျားเจ้าလေးကိုကျူးကျော်ဝင်ရောက်ပြီးနတ်ဖျားမပိုင်ပတိစေးကိုယူသွားကြတယ်လို့သူယုံကြည်ပါတယ်။သူ့အတွက်ပိုပြီးလက်မခံနိုင်စရာကတော့တာမန်လူတွေကိုးကွယ်တဲ့နတ်ဖျားမရဲ့ရုပ်တုမှာပတိစေးကိုချီထားမိတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဘရင်ကဒေါသထွက်ကဖျားเจ้าကိုမိရှို့ပြီးကလေးများရဲ့မိသားစုများကိုတပ်ပြစ်ရန်အမိန့်ပေးခဲ့ပါတယ်။ကလေးများကပြုတ်ဝက်ဆန်းကျပြီးရှေးဟောင်းစွာတစ်ခုရှိနေကြောင်းမသိကြပဲဂူတစ်ခုထဲမှာအလီအမြန်ပေါင်းပေါင်းနေကြပါတယ်။မင်းကလေးငယ်စော်ကစားနေစဉ်မမျောလင့်ပဲဦးကောင်းမဲ့ရုပ်တုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူမစစ်ဆေးတော့မြင့်အချိန်မှာနင်းတို့တကောင်ကိုက်ခံရပြီးအချိန်ထဲမှာနင်းတို့အုပ်တအုပ်ကသူမကိုဝိုင်းထားကြပါတယ်။အဲ့ဒီအော်တန်ကိုကြားတော့သူမရဲ့မိခင်ဟာအပြေးလွှားသွားခဲ့ပေမဲ့ရွာသားများကဖမ်းဆီးခဲ့ပါတယ်။ဒီလိုနဲ့မင်းကလေးငယ်ကရုပ်တုဘေးမှာမိမျောသွားခဲ့ပါတယ်။ဂူထဲမှာထွက်လာတဲ့အခါသူမရဲ့မိသားစုဟာဖမ်းဆီးခံထားရတာကိုသူမကတွေ့ရှိခဲ့ပါတယ်။အချိန်ထဲမှာသူမရဲ့ဖခင်ဟာတစ်ချက်တည်းဖြစ်ထိုးတက်ပစ်လိုက်ပါတော့တယ်။ဒါကိုမြင်တဲ့အခါမင်းကလေးငယ်အားဒေါသထွက်စေခဲ့ပါတယ်။တတန်မာတဲ့မျိုးသားနှစ်ယောက်စလုံးကိုမင်းကလေးငယ်ကနောက်တိုးဆုပ်စေခဲ့ပါတယ်။အချိန်ထဲမှာအခြားလူတစ်ယောက်ကမင်းကလေးငယ်ရဲ့ရင်ဘတ်ကိုအလီအမြန်ထိုးဖောက်ခဲ့ပေမဲ့အားလုံးအံ့အားသင့်သွားကတေဆုံးသွားပြီလို့ထင်ရတဲ့မင်းကလေးဟာအံ့အားသင့်ခွေနီးနဲ့ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။ဒီလိုရှေ့သို့တိုးလာတော့မယ့်အချိန်မှာမင်းကလေးငယ်ကသူမရဲ့လန်ဖြစ်ရင်ဘတ်ကိုထိုးဖောက်ပြီးနောက်နေပင်ကိုကိုက်ကသွေးတွေဆုပ်ယူခဲ့ပါတယ်။ဒီလိုရက်ကသူတို့ကိုအံ့အားသင့်စေခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာမင်းကလေးရဲ့ဒဏ်ရာကလုံးဝပျောက်ကင်းသွားခဲ့ပါတယ်ပြီးတော့သူမကတစ်ဖြတ်မှုတွေစတိုက်လုပ်ခဲ့ပါတယ်။အချိန်ထဲမှာတယောက်ကသူမကိုမကြောက်ပဲမိခင်ရဲ့လေပင်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒါကမင်းကလေးကိုလုံးဝဒေါသထွက်စေခဲ့ပါတယ်။သူမဟာချက်ချင်းခုန်တက်ပြီးသူ့ရဲ့ရင်ဘတ်ကိုပြန်ထိုးတက်လိုက်ပါတယ်။ပြီးတော့မိခင်စီကိုသွားပြီးမင်းကလေးကမိခင်ကိုဘာမှမဖြစ်ဘူးနော်ဆိုပြီးအားပေးကအမေကဖခင်ကသမီးကိုလှုပ်ဝက်ဆန်းကျဲတဲ့ဆွမ်းအားတစ်ခုပေးသနာခဲ့ပြီးသမီးကဒီအရက်သားတွေအတွက်ကောင်းကျိုးနဲ့စိုးကျိုးမျှဝေပြီးတိုက်ခိုက်ပေးဖို့မျှော်လင့်နေဆိုပြီးမိခင်ကပြောခဲ့ပါတယ်။ဒီလိုနဲ့မိခင်ဆုံးသွားပြီးသူမကသူ့အမေကိုနှုတ်ဆက်ပြီးတဲ့နောက်သူ့တော်လေးကိုအမြန်ပြေးဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့နယ်လီကြီးပြင်းလာပေမဲ့သူမဟာနေအောင်ကြီးကိုမခံနိုင်ဘူး။နောက်ပိုင်းမှာသူမပဲသွားအဆိုးဆုံးလူတွေကိုရှာဖွေပြီးသူတို့ရဲ့သွေးတွေကိုစုပ်ယူနေရှိပါတယ်။ဒါကြောင့်တာမန်လူတွေကနယ်လီကိုနတ်ဖျားမလို့ခေါ်ကြပေမဲ့အခြားသူတွေကတော့နတ်ဆိုးလို့ခေါ်ကြပါတယ်။မသိနိုင်တဲ့အစွမ်းရှိပေမဲ့လည်းသူမမှာအသက်အန္တရာယ်ရှိတဲ့ချိုးရင်းချက်တစ်ခုရှိပါတယ်။ဒီနေ့မှာလူတစ်ယောက်ကသူမကိုတွေ့ရှိခဲ့ပါတယ်။သူမရဲ့ကူထဲကနေထွက်လာတော့မျိုးသားတစ်ယောက်ကတွေ့ရှိပြီးသူမကိုဓမီနဲ့ထိုးမိတဲ့အခါတတိလစ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူမကိုကုသပေးခဲ့ပါတယ်။ရွာသားတွေကနယ်လီကိုဓာတ်နဲ့ထိုးခဲ့လို့သူမနတ်ဆိုးကိုမောင်းထုတ်နိုင်ခဲ့တယ်လို့ယုံကြည်သွားကြပါတယ်။သူမဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကသူမရဲ့သွေးဟာမတည်နိုင်တဲ့တရဝတစ်မျိုးနဲ့ရောနှောသွားပြီးဒီလိုစွမ်းရည်ဖြစ်ခဲ့ပါတယ်။လူဖွဲ့စည်းကိုချင်းချောက်နေတဲ့ကုသခံရသူတွေကိုဖယ်ရှားဖို့သူ့ဖွဲ့စည်းနဲ့ပူးပေါင်းမယ်လို့မျှော်လင့်နေတဲ့နယ်လီကိုသူမတွေ့ရှိခဲ့ပါတယ်။မကြခင်မှာပဲသူတို့မျိုးကိုရောက်လာကြပါတယ်။မျိုးသားကသူ့ကိုလျှို့ဝှက်နေဖို့ပြောခဲ့ပါတယ်။ဒီနေ့တော့လုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတော့မမျှော်လင့်ပဲအမျိုးသားတစ်ယောက်ကသူမကိုမြင်လိုက်ပါတယ်။ဒါပေမဲ့လုပ်ပေါ်ကိုင်ဖက်တစ်ယောက်နဲ့သူ့ကိုချင်းတွေ့ပြီးသူ့အကြောင်းပြောနေခဲ့ပါတယ်။ဒီလိုနဲ့နယ်လီကဝင်မပတ်သက်ချင်ပေမဲ့အဲ့ဒီလူကမမျှော်လင့်ပဲဆာလာဖြူရီအက်ဆစ်နဲ့သူမကိုတိတ်တိတ်လေးထည့်လိုက်ပါတယ်။သူမကမသိတယ်လို့ဖြတ်သွားဟန်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူမကပြန်လှည့်လာပြီးသူတို့ချင်းတွေ့နေချိန်နယ်လီကသူ့နောက်ကနေရုတ်တရက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလူကဝင်မရှုပ်ဖို့ပြောပေမဲ့နယ်လီကမမျှော်လင့်ပဲဆာလာဖြူရီအက်ဆစ်ကနိုင်ငံကိုပြစ်ပေါက်လိုက်တာကြောင့်နာကျင်ပြီးတေလူမတက်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့နယ်လီကတော့ဘာမှမခံစားရဘူး။အဲ့ဒီလူကဆက်စုကျင်စိတ်ဖြစ်လာတာနဲ့နယ်လီကိုသူ့ကမေးစေးနဲ့လဲကျသွားအောင်လုပ်လိုက်တာသိတဲ့အခါသူမဒေါသထွက်သွားခဲ့ပါတယ်။သူကလက်သီးနဲ့ထိုးဖို့လက်ကိုမြှောက်လိုက်ပေမဲ့နယ်လီကသူ့လေပင်ကိုဆွဲကင်ပြီးတေလူမတက်လေပင်ညစ်တက်လိုက်ပါတော့တယ်။ကျင်းလက်လောက်တဲ့အဖြစ်ရပြီးနောက်နယ်လီကသူ့ကိုမြေပြင်ပေါ်ပစ်လဲချပြီးသူ့လောက်ပေါ်ကင်ဘက်ကိုဘာမှမမြင်ချင်အောင်ဆောင်ဖို့ပြောလိုက်ပါတယ်။သူမှမသိတာကအဲ့ဒီလူဟာလူကုန်ကူးသူတယောက်ဖြစ်ရုံသာမကရဲရာရှိဆိုတဲ့ညီတယောက်ဖြစ်ပါတယ်။ရာရှိကမင်းကလေးကိုတာမန်လူမဟုတ်ဘူးလို့သူယုံကြည်ခဲ့ပါတယ်။ဒီလိုနဲ့ရာရှိကနယ်လီကိုဖော်ထုတ်ဖို့စူးစမ်းခဲ့ပါတယ်။နယ်လီကပါတီပွဲအတွက်စွန်နီရဲ့အိမ်တို့ရောက်ရှိနေချိန်လီစီကသူမရဲ့လူများနဲ့အတူရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့နယ်လီကိုမြင်လိုက်တဲ့အခါလီစီကချက်ချင်းပင်ရှာဖွေရန်အမိန့်ပေးခဲ့ပါတယ်။သူမဟာလူများကရှာဖွေရန်ပြင်နေစဉ်လီစီကနယ်လီအားနောက်ဆုံးသတိပေးချက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးတော့နယ်လီရဲ့အမိကိုမေးပြီးသူမရဲ့လူများနဲ့အတူထွက်ခွာသွားခဲ့ပါတယ်။သူတို့ကတွေ့တဲ့အခါနယ်လီကိုအလွယ်တကူထွက်သွားခွင့်မပေးခြင်းပဲသူမအိမ်ပြန်လာတဲ့မျိုးသားတွေကသူမကိုဖမ်းဆီးအပြီးကားတစ်စီးထဲသို့အမြန်ဆွဲခေါ်သွားခဲ့ပါတယ်။စွန်နီကအဲ့ဒါကိုမြင်ပြီးအလျင်မြန်ရက်တန့်စေခဲ့ပါတယ်။ဒါပေမဲ့သူတို့ကသူ့ကိုတွေ့မြင်တဲ့အခါအမျိုးသားကနယ်လီကိုအုပ်ခဲဖြစ်မြင်းမျောသွားအောင်ရိုက်ပြီးအခင်းဖြစ်ပွားရာနေရာမှာအလျင်မြန်ထွက်ခွာသွားခဲ့ကြပါတယ်။
စွန်နီကသူတို့နောက်တော့လိုက်သွားခဲ့ပါတယ်ဒီလိုနဲ့သူတို့ကနယ်လီကိုစွန့်ပစ်ထားတဲ့စက်ရုံတရုံတို့ခေါ်ဆောင်သွားခဲ့ပါတယ်အမျိုးသားတစ်ယောက်ကတစုံတစ်ခုလုပ်တော့မဲ့တစ်ချိန်တည်းမှာတိတ်ဆိတ်ငြိမ်သက်တဲ့ခွေးလေးတစ်ကောင်ဟာရုတ်တရက်အနီးနားမှာပေါ်လာခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်မှာလမ်းဘေးခွေးကအဆက်မပြတ်ဟောင်နေခဲ့ပါတယ်ဟောင်နေတဲ့ခွေးကြောင့်ဒေါသထွက်နေတဲ့လူကချက်ချင်းသွားပြီးလမ်းဘေးခွေးကိုတက်လိုက်ပါတယ်သူပြန်လာတော့နယ်လီသတိပြန်ရလာတာကိုတွေးလိုက်ရပါတယ်သူ့ဘေးနားကကောင်လေးကနယ်လီကိုကူညီပေးလို့ခဲ့ပါတယ်သူကသူ့လက်ကိုမြောက်ပြီးနယ်လီကိုပါရိုက်လိုက်တော့နာကျင်လုံးလို့တေးလူမတက်ဖြစ်သွားခဲ့ပါတယ်နယ်လီရဲ့မျက်လုံးတွေချက်ချင်းပြောင်းလဲသွားပြီးဒေါသထွက်နေတဲ့လူကနယ်လီကိုဆွဲပြီးမဟုတ်ရင်မင်းကိုစော်ကားမိမယ်ဆိုပြီးသူမနာရွက်နာကပြောလိုက်ပါတယ်သူမဒီမခံနိုင်တော့တဲ့အဆုံးဒီချိန်မှာနယ်လီကလူရဲ့လေပင်ကနေတွေးဆုပ်ဖို့ဆွဲလန်းနေပါတယ်အနီးနားကခွေးကိုတောင်သူတတိထားမိသလိုအဲလူကကြွားဝါကိုလှုပ်တော့မဲ့အချိန်မှာနယ်လီကရုတ်တရက်သူ့ခန္ဓာကိုယ်ကိုဆွဲပြီးသူ့လေပင်ကိုမိပြီးရုတ်တရက်ကိုက်ပြီးဆုပ်ယူလိုက်ပါတယ်အနီးနားကလူရုံမာတွေကအငြင်းပြေးသွားကြပေမဲ့နယ်လီကတင်းငင်စွာလိုက်လာပြီးလူကိုဒုတိယထပ်ကနေပြစ်ချလိုက်ပါတယ်လူရုံမာကရုန်းကန်ဖို့စူးစမ်းပေမဲ့နယ်လီကသူ့လေပင်ကိုချိုးလိုက်ပြန်ပါတယ်အချိန်ထဲမှာစွန်နီဟာဒီမြင်ကွင်းကိုမြင်လိုက်ရပြီးကြောက်လန့်တကြားမေ့မျောသွားခဲ့ပါတယ်။စွန်နီသတိပြန်ရလာတဲ့အခါကားတစ်စီးနဲ့ချီနှောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်။သူထွက်ပြေးဖို့စူးစမ်းနေတော့မှပဲနော်လီကသူ့ဘေးနားကနေပေါ်လာပါတယ်။တစ်ချက်စရာတစ်ခုကတော့အလောင်းတွေကိုစွန့်ပစ်ဖို့သူ့ကိုကူညီပေးဖို့ဖြစ်ပြီးနောက်တစ်ခုကတော့သူကိုယ်တိုင်အလောင်းဖြစ်လာဖို့ပါစွန်နီကပထမရွေးချယ်မှုကိုအမြန်ရွေးချယ်ခဲ့ပေမဲ့နော်လီကအလောင်းတွေကိုမိခိုးခေါင်းတိုင်စီကိုးဝက်ဖို့ပြောခဲ့ပါတယ်။ဒီမြင်ကွင်းကစွန်လီကိုအံ့အားသိစေခဲ့ပါတယ်။ဘာလို့ရမှန်းမသိတဲ့အချိန်မှာနော်လီကမိခိုးကောင်းတိုင်ကိုတက်ပြီးအလောင်းထားကချက်ချင်းခုန်ဆင်းခဲ့ပြန်ပါတယ်။ဒီလိုနဲ့သူကကြောက်လန့်ပေမဲ့နားလည်မှုရှိခဲ့ပါတယ်။နော်လီရဲ့သွားဆွဲတွေကိုမြင်လိုက်ရလို့သူမဟာလူသားမဟုတ်ဘူးလို့သူတန်တရားဝင်ခဲ့ပါတယ်။သူကနော်လီကိုသွေးဆုပ်ဖို့ကောင်းလားလို့မေးခဲ့ပါတယ်။သူကကြောက်လန့်လုံးလုံးမမျောလင့်ပဲပြန်မိလေသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအိမ်ပြန်ရောက်ပြီးလဲနေခဲ့ပါတယ်။တစ်ချိန်တည်းမှာသူမကသတိမထားမိဘူးဆိုတာကိုမြင်တော့ခိုးထွက်ဖို့ကြိုးစားခဲ့ပါတယ်။မမျောလင့်ပဲစာအုပ်တအုပ်ကိုပြုတ်ကျစေခဲ့ပါတယ်။ကံကောင်းထောက်မှစွာပဲသူမလုံးမလာခဲ့ပါဘူး။ဒါပေမဲ့သူမအဝတ်စားတွေကိုဆွဲယူပြီးထွက်သွားတော့မယ့်အချိန်မှာတကားကတော့ခတ်ထားတာကိုတွေ့လိုက်ရပါတယ်။သတင်းပေါက်ကိုဆွဲဖွင့်ပြီးတငယ်ချင်းတစ်ယောက်ကိုအဝတ်စားငှားဖို့ဟန်ဆောင်ပြီးခေါ်လိုက်ပါတယ်။သူငယ်ချင်းကသူကကြွားဝါနေတယ်လို့ထင်နေခဲ့ပါတယ်။စန်နီသတိမထားမိတာကနေရောင်တန်းတစ်ခုကနယ်လီကိုကြားရောက်နေပြီးနောက်တစ်စက္ကန့်မှာသူမရဲ့လက်မောင်းမှာမီးလောင်တရားတစ်ခုပေါ်လာခဲ့ပါတယ်။ခဏကြာမှနယ်လီကနိုးလာပြီးစန်နီကိုချက်ချင်းပေးကိုဆွဲလိုက်ပါတယ်။ဒါကြောင့်တငယ်ချင်းကမနာလို့ဖြစ်သွားခဲ့ပါတယ်။နယ်လီရဲ့ဒဏ်ရာကိုမြင်တော့စန်နီကဘာလို့ဒီလိုဖြစ်ရတယ်ဆိုတာသူမမသိဘူးလို့အလင်းအမြန်ရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့စိုက်ကြည့်နေရင်နယ်လီရဲ့လက်ကပုံမှန်ပြန်ဖြစ်သွားတာကိုဖြည်းဖြည်းချင်းခံစားလိုက်ရပါတယ်။စွန်နီကသူမဟာမွေးရပါသွေးဆုပ်ဖို့ကောင်းလားလို့တွေးမိပါတယ်။နယ်လီဟာသူ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးကူးစက်တတ်တယ်လို့ပြောပါတယ်။သူကြိုက်တဲ့သူတိုင်းယောဂကူးစက်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲတယောက်ကတကားလာခောက်ပါတယ်။အဲ့ဒါကတငယ်ချင်းတယောက်ဖြစ်ကသူ့ရဲ့အဖေကဖုန်းဆက်လာတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူဓာတ်ပုံတစ်ပုံကိုသတိထားမိလိုက်ပါတယ်။သူဓာတ်ပုံတစ်ပုံကိုကောက်ယူကြည့်တော့နယ်လီကအငြင်းပြန်ယူလိုက်ပါတယ်။ဖုန်းပြောပြီးတဲ့အခါသူကသူ့တငယ်ချင်းနဲ့အတူလိုက်သွားခြင်းပေမဲ့နယ်လီကသူ့လက်မောင်းကနေသူ့ကိုဆွဲထားလိုက်ပါတယ်။သူမကစွန်နီကိုဒီကိစ္စကိုလှုပ်ဝက်ထားဖို့သတိပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရဲတွေကစွန့်ပစ်ထားတဲ့စက်ရုံကိုရောက်လာခဲ့ကြပါတယ်။မြေပြင်ပေါ်မှာသွားနှစ်ချောင်းနဲ့ကားထဲမှာသွေးစွန်းနေတဲ့ပလင်းနဲ့ဆေးထိုးအပ်ကိုချက်ချင်းတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာကွန်တက်မန်တစ်ခုကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒီလိုစုံစမ်းစစ်ဆေးနေတော့မှမျက်မြင်သက်သေတစ်ယောက်ကစွန်နီကအဲ့ဒီညကကားနောက်ကိုလိုက်လာတဲ့သူလို့မှတ်မိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနယ်လီလျှောက်လာပြီးမျက်မြင်သက်သေတွေကအဲ့ဒီညကပြန်ပေးဆွဲခံရတဲ့မိန်းကလေးကသူ့ရှိကလူဖြစ်ကြောင်းချက်ချင်းအတည်ပြုခဲ့ပါတယ်။ဒါကိုကြားတော့နယ်လီကမျက်မြင်သက်သေကိုထွက်ဆိုချက်ပေးဖို့ချက်ချင်းပြောခဲ့ပါတယ်။ဒီလိုနဲ့နယ်လီနဲ့စွန်နီထွက်သွားပြီးနောက်သူတို့ရဲ့အိမ်ကိုတိတ်တိတ်လေးခိုးဝင်သွားခဲ့ပါတယ်။တနက်ချိန်ကတေချာရှာဖွေပြီးတဲ့နောက်နယ်လီဟာသူ့အကိုရဲ့လူတက်သမားဖြစ်ကြောင်းအတည်ပြုတဲ့ကွန်တက်မန်ကိုရှာတွေ့ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုကိုဆက်လုပ်တော့မလို့နယ်လီကရုတ်တရက်ပြန်လာခဲ့ပါတယ်။သူကအချက်ပေါင်းများစွာပြစ်ခတ်ခဲ့ပေမဲ့ဂျေဆန်တွေရှောင်လွှဲနိုင်ပြီးကြီးစံကုန်ပြီးအချိန်ထဲမှာလာစီကလက်တီးနဲ့ပြန်ထိုးလိုက်တော့နယ်လီကသူ့ရဲ့လက်ကိုကိုက်လိုက်တာကြောင့်နာကျင်ပြီးပေးလို့မတက်ဖြစ်သွားခဲ့ပါတယ်။အချိန်ထဲမှာစွန်နီရောက်လာခဲ့ပါတယ်။နယ်လီကလာစီကိုဘေးကိုအမြန်တွန်းချလိုက်ပါတယ်။သူမနဲ့စွန်နီကနောက်ထပ်ခြေလမ်းတွေဆွေးနွေးနေတော့လာစီကသူမရဲ့လက်နက်ကိုကောက်ယူပြီးတနက်နဲ့ပြစ်ခတ်လိုက်တော့စွန်နီရဲ့ဝမ်းပိုက်ကိုဓာတ်ရိုက်ထိမှန်သွားခဲ့ပါတယ်။ဒါကိုမြင်တော့လာစီကဒုတိယထပ်ကနေခုန်ချလိုက်ပါတယ်။မကြခင်မှာပဲသူမရဲ့အမေကလာစီကိုဆေးရုံကိုခေါ်သွားပေမဲ့သွေးတွေစီးကျနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။လာစီကသူ့အမေရဲ့လေဘင်းကိုကြည့်ပြီးစိတ်ထဲတစ်ခုခုဖြစ်နေခဲ့ပါတယ်။လာကြီးရဲ့အမေကစိတ်မပူကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာဝန်ကလာစီရဲ့သွေးစစ်ဆေးမှုရလဒ်တွေကပုံမှန်မဟုတ်တဲ့အတွက်ပြန်စစ်ဖို့လိုအပ်တယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာလာစီရဲ့အထက်လူကြီးကလာစီကလူနှစ်ယောက်ကိုလွှတ်ပေးလိုက်တယ်လို့ပြောတန်ကြတဲ့သူမကသူ့ကိုပါရိုက်လိုက်ပါတယ်။နောက်ပိုင်းမှာသူ့ထက်လူကြီးကသူ့ကိုအလုပ်ထုတ်လိုက်ပြန်ပါတယ်။ဆရာဝန်ကတခြားလူနာတွေစီကသွေးယူနေတော့လာစီကသူ့မျက်လုံးထဲမှာတောင့်တတဲ့အကြည့်တွေပြတ်တာနေခဲ့ပါတယ်။ဒီလိုနဲ့သူ့လက်မောင်းမှာသွေးဆက်တစ်ဆက်ကိုသတိထားမိလိုက်ပါတယ်။သွေးကိုနှာခေါင်းစီယူလာပြီးအနံ့ခံလိုက်ပါတယ်။သွေးကိုအရသာခံတော့မယ့်အချိန်မှာပဲအသက်ကြီးတဲ့ဆရာဝန်တစ်ယောက်ကသူ့ကိုလာတွေ့ခဲ့ပါတယ်။သူမြန်မြန်သတိထားမိလိုက်ပြီးလာရှီကိုကူးဆက်စေခဲ့တဲ့ဗိုင်းရပ်စ်ကပြန့်နှံ့နေတယ်ဆိုတာသတိထားမိလိုက်ပါတယ်။လာရှီကသူ့ကိုဘသူကကိုက်လိုက်လဲဆိုတာသိချင်နေပါတယ်။အဖိုးကြီးကနယ်လီဟာဒနာရီတဲကရက်ရှာဖြစ်တယ်လို့ပြောပြတော့လာရှီအံ့အားသင့်သွားပါတယ်။အဲ့ဒီညအိမ်ပြန်ရောက်တော့လာရှီကသူ့သွားရုပ်တရက်ကျွတ်ပြီးသွားအစ်တစ်ချောင်းပေါက်နေတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာတော့နယ်လီကဆန်နီကိုစွန့်ပစ်ထားတဲ့ဈေးကန်းတစ်ခုကိုခေါ်သွားပါတယ်။နယ်လီကိုအကြမ်းဖက်ဖို့အတင်းကျပ်မလုပ်ဖို့သတိပေးပြီးနေပေမဲ့နယ်လီကိုစောကားတဲ့စကားတွေပြောခဲ့ပါတယ်။ဒီလိုနဲ့နယ်လီကမခံနိုင်တော့ရုတ်တရက်သူ့လေပင်ကိုဆွဲပြီးလေထဲကိုမတင်လိုက်ပါတယ်။သူ့တငယ်ချင်းကနယ်လီကိုရက်တန့်ဖို့စူးစမ်းပေမဲ့နယ်လီကသူ့သွားဆွဲတွေကိုဖွင့်ပြီးချက်ချင်းပဲသူ့ကိုမိမျောသွားစေခဲ့ပါတယ်။
အချိန်ထဲမှာနယ်လီကအဖွဲ့အစည်းတစ်ခုရဲ့ဖုန်းဆက်တာကိုလက်ခံလိုက်ပါတယ်။သတင်းကိုသိရှိပြီးနောက်အဖွဲ့အစည်းကသူတို့ထံပုံမကြီးမားတဲ့အနေအတစ်ခုချင်းကပ်လာနေကြောင်းအသိပေးခဲ့ပြီးလိုဝက်စခန်းတစ်ခုသို့တွားရန်အကြံပြုခဲ့ပါတယ်။သူတို့စေကန်းထဲသို့တိတ်တဆိတ်ခိုးဝင်ခဲ့ကြပါတယ်။မကြာမီရဲတယောက်ကစွန်နီကိုတွေ့ရှိခဲ့ပါတယ်။စွန်နီကိုတွေ့ရှိခဲ့ကြောင်းမြင်းနဲ့ခါရဲကသူ့ကိုတိတ်ဆိတ်စွာနေဖို့ပြောခဲ့ပါတယ်။နယ်လီကိုရုတ်တရက်တိုက်ခိုက်မှုတစ်ခုစတင်တော့မယ့်အချိန်မှာတနက်တန်တစ်ခုထွက်ပေါ်လာပြီးနယ်လီကိုပြစ်မှတ်ခဲ့ပါတယ်။အခြားရဲတယောက်ကနယ်လီတေဆုံးကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့အခန်းထဲမှာထွက်လာတော့မယ့်အချိန်မှာသူ့နောက်မှာတစုံတစ်ယောက်ရှိနေတယ်လို့ခန်းစားလိုက်ရပါတယ်။သူလက်ကြည့်လိုက်တဲ့အခါဘာမှမရှိပဲယူတီတရက်မရေမတွက်နိုင်တဲ့ပုံရိပ်များကသူ့ပတ်လည်မှာဝိုင်းရန်ပေါ်လာတာကိုသိရှိခဲ့ပါတယ်။သူဘာလို့ရမှန်းမသိဖြစ်နေချိန်မှာရုတ်တရက်ရွှေသွားကြီးလူတစ်ယောက်သူ့ရှေ့မှာပေါ်လာပြီးကြောက်လန့်ကထွက်ပြေးခဲ့ပေမဲ့ရွှေသွားကြီးတစ်ယောက်ရဲ့ရင်ဘတ်ကိုဝင်တိုက်မိခဲ့ပြန်ပါတယ်။သူကတနက်ကိုအမြန်ဆွဲထုတ်ခဲ့ပေမဲ့ရွှေသွားကြီးကလက်နက်ကိုဆွဲယူကာဖြုတ်ချခဲ့ပါတယ်။သူရဲ့ကြောက်ရွံ့မှုကိုမြင်တဲ့အခါရွှေသွားကြီးကလက်နက်ကိုအဖြူရောင်ပန်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။သူကအဖြူရောင်ပန်းကိုဂယုတစိုက်ကြည့်နေတော့ရွှေသွားကြီးကရုတ်တရက်မှုတ်ထုတ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာရဲရာရှိဟာအဖြူရောင်မြူကိုတွေဝန်းရံထားပြီးချက်ချင်းပဲသူ့ကိုအာယုံမှားသွားစေခဲ့ပါတယ်။သူရှိမှသူ့ကိုယ်သူမရေမတွက်နိုင်တဲ့မာရှင်းတွေပေါ်လာတာကိုသူမြင်လိုက်ရပါတယ်။သူကောင်းဆုံးစူးစမ်းပေမဲ့ထွက်ပေါက်ကိုရှာမတွေ့ခဲ့ပါဘူး။သူ့လုပ်ပေါ်ကိုင်ဘက်ကသူဘသူကိုပြောနေမှန်းလုံးဝမသိခဲ့ပါဘူး။နောက်တစ်စက္ကန့်မှာဒါကိုမြင်တော့လုပ်ပေါ်ကိုင်ဘက်ကသူ့လက်နက်ကိုထုတ်ပြလိုက်ပါတယ်။အချိန်ထဲမှာရွှေသွားကြီးကသူ့နောက်ကိုတိတ်တိတ်လေးလိုက်သွားခဲ့ပါတယ်။လုပ်ပေါ်ကိုင်ဘက်ကဘသူမှမရှိဘူးလို့ထင်တဲ့အချိန်မှာရွှေသွားကြီးကရုတ်တရက်တစ်ဖက်လူကိုသတိပေးဖို့ပြောလိုက်တယ်။လုပ်ပေါ်ကိုင်ဘက်ကရွှေသွားကြီးကိုတနက်နဲ့ချိန်ရွေလိုက်တော့သူကဘိုင်ယာဂရာဆေးကိုထုတ်လိုက်ပါတယ်။ဒါကလုပ်ပေါ်ကိုင်ဘက်ကိုကြောက်လန့်စေခဲ့ပြန်ပါတယ်ပြီးတော့သူကတနက်ကိုဆွဲထုတ်လိုက်ပါတယ်ခဏအတွင်းမှာပဲကြီးစံတွေမရေမတွက်နိုင်အောင်ပြစ်ခတ်လာခဲ့ပြန်ပါတယ်ဒါပေမဲ့တစ်ဖက်လူကကက်ကြေးကိုကောက်ယူပြီးသူ့ကိုချိန်ရွေလိုက်ပြန်ပါတယ်မမျောလင့်ပဲသူကပစားကက်တစ်ခုကိုအသုံးပြုပြီးကက်ကြေးကိုပြန်လှန်ပစ်ခဲ့ပါတယ်သူ့ရဲ့တွေးကြောပြတ်သွားလို့ရှိရင်တွေးထွက်လွန်ပြီးတေးသွားလိမ့်မယ်ဖြစ်ပါတယ်ပြီးတော့နယ်လီစီသွားပြီးကြီးစံကိုခေါင်းကနေထုတ်ယူလိုက်ပြီးနယ်လီရဲ့နာမည်ကိုနားထဲမှာနှစ်ကြိမ်တိုးတိုးလေးခေါ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာနယ်လီရုတ်တရက်အသက်ရှင်တန်လာပြီးချက်ချင်းလေဘင်းညက်တက်ဖို့စူးစမ်းပေမဲ့အဲ့ဒီအချိန်မှာပဲရွှေသွားကြီးဟာဆွေမျိုးတော်ဆက်တဲ့ဝိညာဉ်တစ်ခုရှိနေတာကိုခန်းစားလိုက်ရပါတယ်ဒီလိုနဲ့လက်စီစေကန်းထဲဝင်လာတဲ့အခါရွှေသွားကြီးကနယ်လီကိုအခြေစိုက်စခန်းကိုခေါ်သွားခဲ့ပါတယ်နယ်လီကလည်းသူ့ရဲ့ virus ဟာလက်စီကိုကူးစက်သွားတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်လက်စီကသွေးတွေကိုနေရာနှံ့ကြည့်လိုက်ပြီးသွေးတွေကိုလက်ချောင်းနစ်ပြီးအနံ့ခံကြည့်လိုက်ပါတယ်ပြီးတော့ဆက်စုစွာပါဇက်ထဲထည့်ပြီးအရသာခံကြည့်လိုက်ပြန်ပါတယ်ဒါကြောင့်သူ့ကိုယ်သူကဘာတစ်တစ်ခုရဲ့တကားကိုမြင်လိုက်ရတယ်လို့ခန်းစားရပါတယ်ဒီလိုနဲ့နယ်လီကအခြေစိုက်စခန်းကိုရောက်ရှိခဲ့ပါတယ်အဖွဲ့အစည်းကနယ်လီနဲ့တခြားသူတွေကိုမြောက်ခန်းမှာဝတ်ထားဖို့အကြံပြုခဲ့ပါတယ်မကြခင်မှာပဲသူ့အပေါင်းပါတွေဟာထူးဆန်းတဲ့လူတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်သူ့ကိုအနီးကပ်စောင့်ကြည့်တော့မယ့်အချိန်မှာပဲရွှေသွားကြီးဟာသူ့ကိုဘေးကိုဆွဲထုတ်ပြီးအနေရများတဲ့အတွက်ချောင်းမကြည့်ဖို့သူ့အပေါင်းပါတွေကိုသတိပေးခဲ့ပါတယ်အဖွဲ့ဟာတံပြန်နီလန်းတွေဆွေးနွေးနေတော့မှာပဲရွှေသွားကြီးဟာရုတ်တရက်ပေါ်လာပြီးကြိုတင်ကာကွယ်မှုအနေနဲ့အစစ်မြစ်လက်နက်တွေယူဆောင်လာခဲ့ပါတယ်ပြီးတော့သူကနယ်လီကိုအကူအညီလိုအပ်လားလို့မေးပြီးအကူအညီတောင်းရင်နေခဲ့မယ်လို့ပြောပါတယ်မမျှော်လင့်ပဲနယ်လီကချက်ချင်းချင်းဆိုခဲ့ပါတယ်နှုတ်ဆက်တော့မယ့်အချိန်မှာနယ်လီကသူ့ကိုပါရက်ခဲ့ပါတယ်သူ့ရဲ့ရှက်ရုံမှုကိုဖုံးကွယ်ဖို့စန်နီနဲ့အခြားသူတွေကိုနှုတ်ဆက်ပြီးနောက်တစ်စက္ကန့်အတွင်းမှာပဲသူပျောက်ကွယ်သွားခဲ့ပါတယ်တစ်ဖက်ကစေကန်းမှာရဲရာရှိ2ယောက်စလုံးတိတ်ဆုံးသွားခဲ့ပါတယ်ဒါကအထက်လူကြီးကိုအံ့အားသင့်စေခဲ့ပါတယ်ဘသူလောက်တာလဲလို့တွေးနေတော့မှပဲလာစီကထောင်းကနေထွက်လာခဲ့ပါတယ်ပြီးတော့လူ2ယောက်ကကြည့်နေရင်တနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်ခဲ့ပါတယ်မကြခင်မှာပဲသူ့ရဲ့ဒဏ်ရာတွေလုံးဝပျောက်ကင်းသွားပြန်ပါတယ်ဒီအချိန်မှာတော့လိုယာစီဟာကဘာပေါ်မှာဘသူမှသူ့ကိုထိခိုက်အောင်မလုပ်နိုင်တော့ဘူးဆိုတာတေချာနားလည်စေခဲ့ပါတယ်ဘသူကမှသူမကြောက်တော့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့သူဟာသွေးဆွဲအားကိုမငင်းဆန်နိုင်ခဲ့ပါဘူးမကြခင်မှာပဲသူ့မိရဲ့သွေးကိုစုပ်ထုတ်လိုက်ပါတယ်ရဲတပ်ဖွဲ့ဝင်အများပြားဟာသူတို့နေရာအိမ်ကိုဝင်ရောက်ဝိုင်းရံထားကြပါတယ်ဒါကိုသိတဲ့နယ်လီဟာသူ့ရဲ့အထူးလက်နက်ကိုအလျင်မြန်ဆွဲယူပြီးစွန်နီကိုဘလိုချိန်မျိုးပဲဖြစ်ဖြစ်ထွက်မလာဖို့သတိပေးလိုက်ပါတယ်ပြီးတော့နယ်လီကိုတတ်မုံနဲ့ထောင်ချောက်ထဲကျအောင်ကြံစီခဲ့ကြပါတယ်သူ့မျက်လုံးတွေကအစိမ်းရောင်ပြောင်းသွားပါတယ်စောဝက်အဖွဲ့ကတကားကိုချိုးဖျက်ပြီးမိခိုးပုံးတွေပြစ်ဖောက်ခဲ့ပေမဲ့နယ်လီကတော့ဘာမှမထိခိုက်ပါဘူးစောဝက်အဖွဲ့သားတွေကအပြေးတော်ဝင်လာတဲ့အခါသူကမိတောက်တွေပြရက်ဆက်ပစ်ခတ်လိုက်ပါတယ်ဒီလိုနဲ့နယ်လီဟာမှုံဝါးဝါးသာမြင်ခဲ့ပါတယ်စောဝက်အဖွဲ့သားတွေကနယ်လီကိုရှာဖွေနေချိန်မှာပဲကြီးစံတစ်ခုကသူ့ခန္ဓာကိုယ်ကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်ခဏကြာမှစောဝက်ရာရှိတယောက်လဲကျသွားခဲ့ပြန်ပါတယ်ပြီးတော့နယ်လီဟာရုတ်တရက်သူတို့နောက်မှာရုတ်တရက်ပေါ်လာပြီးနောက်ထပ်2ယောက်ကိုမြန်မြန်ဆန်ဆန်ချိန်မုံနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂိုင်းစတာတစုဝင်လာပြီးနယ်လီကိုအချက်များစွာပြစ်ခတ်ခံရပြီးဒီလိုနဲ့နယ်လီဟာသွေးအိမ်ထဲမှာလဲကျသွားခဲ့ပါတယ်စွန်နီကဒါကိုကြည့်ပြီးသူမကထွက်ပြေးဖို့ပြောလိုက်ပါတယ်စွန်နီကချက်ချင်းထွက်သွားခဲ့ပါတယ်ဂိုင်းစတာတွေနယ်လီရဲ့အလောင်းကိုစစ်ဆေးဖို့ချင်းကပ်လာတဲ့အချိန်မှာဘုံတလုံးပြစ်ပေါက်ခံရပါတယ်ဂိုင်းစတာတွေကစွန်နီကိုချက်ချင်းမြင်ပြီးတနက်ကိုချက်ချင်းပြစ်ခတ်ခဲ့ပေမဲ့ကံကောင်းထောက်မှစွာပဲစွန်နီကအချိန်ကြီးရှောင်တိန်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကျမှဂိုင်းစတာတွေနယ်လီကသွေးကိုတောက်ပြီးပြန်ထရက်လိုက်တယ်ဆိုတာသဘောပေါက်သွားကြပါတယ်သူ့ရဲ့လက်အောက်ငယ်သားတွေကိုလက်တီးတစ်ချက်တည်းနဲ့ပြစ်လွတ်လိုက်ပြီးကန်ချက်တစ်ချက်နဲ့ချက်ချင်းပဲချိန်မုံပစ်လိုက်တာကိုမြင်တော့ဂိုင်းစတာအံ့အားသင့်သွားခဲ့ကြပါတယ်သူပြန်ပြစ်တော့မလို့လုံနေတော့နယ်လီကသူ့ကိုတစ်ချက်တည်းနဲ့ချိန်မုံပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလာစီကဖြည်းဖြည်းချင်းဝင်လာခဲ့ပါတယ်သူကနယ်လီကိုသူတို့တယောက်တည်းမျိုးဗီဇပြောင်းလဲသူတွေမဟုတ်ဘူးအဖွဲ့အစည်းပဲမှာရှိတယ်သိကျင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့နယ်လီကသူ့အဝတ်စားတွေကိုချွတ်လိုက်ပြီးနောက်တစ်စက္ကန့်မှာလာစီစီကိုတိုက်ခိုက်ခဲ့ပါတယ်ပြီးတော့2ယောက်သားတိုက်ခိုက်ရန်ဖြစ်ကြပါတယ်
နယ်လီကသူ့ကိုရှင်နိုင်ခြင်းမရှိတဲ့အတွက်နယ်လီဟာလာရှီရဲ့လက်ချက်နဲ့မြင်မြန်ပဲလဲကျသွားခဲ့ပါတယ်နယ်လီကလက်စားချေဖို့လှုပ်တော့မယ့်အချိန်မှာလာရှီကအေးစစ်ရှော့တွေနဲ့လေပြီးညှက်ဆွဲဖို့ကြိုးစားခဲ့ပါတယ်နယ်လီကသူ့ကိုအမြန်ကန်ထုတ်လိုက်ပြီးနောက်ရေချိုးခန်းတွေကိုပြေးဝင်သွားစေခဲ့ပါတယ်ဒါကလာရှီကိုဒေါသထွက်စေခဲ့ပါတယ်နယ်လီကလာရှီကိုတိုက်ခိုက်နေတော့မှပဲလာရှီကသူ့ကိုဆွဲပြီးရေချိုးခန်းနဲ့ဆွဲခေါ်သွားခဲ့ပြန်ပါတယ်မမျော်လင့်မဲ့နယ်လီကရုတ်တရက်သူ့နောက်ကနေပေါ်လာပြီးလျှက်စစ်ရှော့တွေနဲ့ပစ်ခတ်လိုက်ပါတယ်ဒါပေမဲ့လာရှီကကျင်းနဲ့အားရစွာပြုံးပြလိုက်ပါတယ်ခဏကြာမှနယ်လီကိုအပြင်ကိုပစ်ချလိုက်ပြီးလာရှီကသူ့ဆက်ပင်ကိုဆွဲပြီးဖန်ခွက်နဲ့စောင့်လိုက်ပါတယ်နေအောင်ကနယ်လီရဲ့ပခုံးပေါ်ကြားရောက်လာတဲ့အခါမီးလောင်တံရတွေပေါ်လာပြီးလာရှီကနယ်လီရဲ့အားနည်းချက်ကိုသဘောပေါက်သွားပါတယ်သူချက်ချင်းပဲနယ်လီကိုတတ်နိုင်မယ်လို့ထင်တဲ့အခါဆွန်နီကသူ့ကိုတနက်နဲ့ပစ်ခတ်လိုက်တာကြောင့်ဒေါသထွက်သွားခဲ့ပါတယ်ဒါပေမဲ့လာစီကိုတက်ဖို့လှုပ်တော့မယ့်အချိန်မှာသူကပျောက်ကွယ်သွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာဆွန်နီကဓာတ်ထုတ်ပြီးဖန်စီချင်းကိုခံခဲ့ရပါတယ်နယ်လီကဆွန်နီကိုလွတ်ပေးဖို့ပြောခဲ့ပေမဲ့ဒဇာကန်အဖြစ်ထားဖို့ပြောဆိုခဲ့ပါတယ်ဒီကိုပြောခဲ့လို့လာရှီကိုဒေါသထွက်စေခဲ့ပါတယ်နယ်စီကိုချုံဖို့တိုက်ခိုက်တော့မလို့ဆွန်နီကသူ့ကိုနောက်ကနေညံ့ညံ့ကာကွယ်ပေးလိုက်ပါတယ်သူ့ရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးပြီးအောင်မြင်စွာတက်နိုင်ခဲ့ပေမဲ့သူတို့ရဲ့တငယ်ချင်းကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုနဲ့နယ်စီကသူ့ရဲ့အလောင်းကိုတစ်တာထဲထည့်ပြီးမျိုးထဲကနေထွက်သွားခဲ့ပါတယ်မကြခင်မှာပဲတောင်တင်းတဲ့လူတစုမြောက်ခန်းထဲကိုပြေးဝင်လာခဲ့ပေမဲ့သူတို့ဝင်လိုက်တာနဲ့မြောက်ခန်းတကားကတော့ခတ်ခံလိုက်ရပါတယ်မြောက်ခန်းထဲမှာသူတို့ရှိတဲ့မှာသူတို့ရဲ့အကူရှိနေပါတယ်သူတို့စုံစမ်းဖို့သွားနေတော့မှာပဲသူတို့နောက်မှာခွေးလေးတစ်ကောင်ပေါ်လာပါတယ်ခွေးဘယ်ကလာလဲလို့သူတို့တွေးနေတော့အမျက်ရောင်ဝတ်ထားတဲ့လူတစ်ယောက်ဝင်လာပါတယ်သူကတရှိတစ်ချောင်းကိုချက်ချင်းဆွဲထုတ်လိုက်ပါတယ်ဒါကိုမြင်တော့ဂိုင်းသားတွေအပြေးလွှားသွားကြပါတယ်အမျက်ရောင်ဝတ်ထားတဲ့လူကလူတော်များများကိုတစ်ချက်သေးနဲ့တက်လိုက်ပါတယ်ဒေါသထွက်နေတဲ့သူတို့ကတနက်ပြောင်းကိုအမြန်ဆွဲထုတ်လိုက်ပေမဲ့ကြီးစံတွေကလမ်းကြောင်းပြောင်းပြီးလွင့်စင်သွားပါတယ်သူကမိခိုးကုန်းတစ်လုံးကိုမြေပြင်ပေါ်ပစ်ချလိုက်တဲ့တစ်ချိန်တည်းမှာအဲ့ဒီလူကပျောက်ကွယ်သွားပါတယ်အဲ့ဒီလူကိုရှာနေတော့ကြောရိုးကိုဓာတ်နဲ့ထိုးခံလိုက်ရပါတယ်အဲ့ဒီဓာတ်နဲ့ထိုးတဲ့သူကိုရှူရီကန်ကသူ့ကိုပြန်တက်လိုက်ပါတယ်ကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်